မင်္ဂလာပါရှင်မိမိရဲ့လေယာမြေကိုတစ်ချိန်ချိန်မှာရောင်းချဖို့အဆုံးဖြတ်ဖြစ်ခဲ့ရင်လိုက်နာဆောင်ရွက်ရမယ့်အဆင့်တွေရှိပါတယ်။ဒါနဲ့ပတ်သက်တဲ့တရားဝင်လှုပ်ဆောင်ရမယ့်နည်းလမ်းအဆင့်ကိုသိပါသလား။ဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်။ဟာအောင်တော့ရက်ကြီးကိုရှည်လို့ဟဲ့ လာမဲ့တကူလားဆို10နှစ်ပြည့်ပြီလေဦးလေးရဲ့သူ့မွေးနေ့လေးမှာရှင်ပြုတ်ပေးချင်တာ ကောင်းတာဗောဟာ ရှင်ပြုတ်ရင်နဲ့အလူကြီးလဲပေးခြင်းလို့ဦးလေးကျွန်တော်လက်ရှိလုံနေတဲ့လေတွေက2ရေကားလောက်ရောင်းခြင်းလို့အဲ့ဒါအေးမြနဲ့လာတိုင်မင်တာ ကိုမြင့်စိန်တို့ကတရားဝင်စာရွက်စာတမ်းတွေအပြည့်စုံရှိပြီးသားဆိုတော့ရောင်းရင်ဈေးကောင်းရမှာပါ။ပိုင်ဆိုင်မှုခိုင်မာလို့လေ အဲ့လိုဆိုငါတို့လေတွေက2အေးကားလောက်ရောင်းထုတ်လို့ရတယ်မဟုတ်လားအမြ ။ရတာပေါ့အမရဲ့အမတို့လင်မြေတွေကိုတရားဝင်လှုပ်ထုံးလုံနည်းနဲ့အညီတရားဝင်ရောင်းလို့ရပါတယ် အယောင်းဝယ်စာချုပ်တွေကဘယ်လိုလုပ်ရမလဲပြောပြပါအောင်ဟာ ။ဝယ်မဲ့သူရှိပြီဆိုရင်လေယာမြေကိုတရားဝင်ရောင်းချရတဲ့ပတ်သက်ပြီးလှုပ်ဆောင်ရမယ့်အချက်တွေရှိတယ်ကိုမြင့်စိန်ရဲ့လေယာမြေကိုရောင်းချရမှာအဲ့ဒီရောင်းချမှုကိုတရားဝင်ဖြစ်ဖို့ရောင်းသူနဲ့ဝယ်သူကအယောင်းဝယ်စာချုပ်ကိုမှတ်ပုံတင်ပြီးတရားဝင်အောင်ပြုလုပ်ရမယ်။ကိုမြင့်စိန်တို့ရောင်းလိုက်တဲ့သူကလေယာမြေကိုစိုက်ပျိုးရေးအတွက်သာသုံးရမယ်။လေယာမြေကိုရောင်းချရမှာရောင်းသူနဲ့ဝယ်သူတို့ကသက်ဆိုင်ရာလေယာမြေတည်ရှိတဲ့ရက်ကွက်ဒါမှမဟုတ်ကြေးရွာလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှိမှောက်မှာလေယာမြေဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းအယောင်းဝယ်စာချုပ်ချုပ်ဆိုရမယ်။စာချုပ်ကိုစာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီးရက်ပေါင်း120အတွင်းသက်ဆိုင်ရာမြို့နယ်မြေစီးရင်ရုံမှာမှတ်ပုံတင်ရမယ်။ဒီနီလန်းနေအတိုင်းလိုက်နာဆောင်ရွက်တယ်ဆိုရင်လေယာမြေကိုရောင်းသူနဲ့ဝယ်သူတို့ပြုလုပ်ချုပ်ဆိုကြတဲ့တရားဝင်အယောင်းဝယ်အထမြောက်တဲ့စာချုပ်ဖြစ်ပြီး တို့တွေကပုံစံ9ရထားတော့ဒီလိုတရားဝင်အယောင်းဝယ်လုပ်လို့ရတာပေါ့ကောင်းလိုက်တာနော် ဒါပေါ်အမရဲ့အော်လေယာမြေအယောင်းဝယ်လုပ်ရင်သတိထားမှတချို့လည်းရှိသေးတယ် အေးပြောပါအောင်ဟာ တောင်သူတွေကမိမိတို့ပိုင်ဆိုင်တဲ့လေယာမြေတွေကိုနိုင်ငံသားဒါမှမဟုတ်နိုင်ငံသားပါဝင်တဲ့အဖွဲ့အစည်းတွေကိုခွင့်ပြုချက်မရှိဘဲဓာတ်ရိုက်ရောင်းချပိုင်ခွင့်မရှိဘူးအဲ့လိုရောင်းချတာကိုသက်ဆိုင်ရာကသိရင်အများဆုံးထောင်ဒဏ်3နှစ်နဲ့ငွေကျပ်10သိန်းအောင်မနည်းတဲ့ငွေဒဏ်လည်းချမှတ်ခံရနိုင်တယ် ဟာမလွယ်ပါလားဟာ တချို့တောင်သူတွေကကိုပိုင်ဆိုင်တဲ့လေယာမြေကိုရောင်းချတဲ့အခါငွေကြေးသက်သာဖို့အတွက်လေယာမြေဥပဒေကသတ်မှတ်ထားတဲ့အတိုင်းမှတ်ပုံမတင်ပဲသက်ဆိုင်ရာရက်ကွက်ကြီးရွာအုပ်ချုပ်ရေးမှုရှိမှာအရက်ကတိနဲ့အယောင်းဝယ်လုပ်ကြတယ်သက်ဆိုင်ရာဌာနမှာမှတ်ပုံမတင်ထားတဲ့အရက်ကတိလေယာမြေအယောင်းဝယ်စာချုပ်ကတရားဝင်နဲ့ရောင်းဝယ်မှုမဖြစ်ဘူး အဲ့ဒါဆိုနောက်ဆက်တွဲဘယ်လိုဖြစ်မှာလဲအမြရဲ့ တချို့ကနီးလန်းကိုမသိလို့အရက်ကတိစာချုပ်တွေနဲ့ရောင်းဝယ်နေကြရင်ရောင်းချခြင်းအထမမြောက်ပဲလေယာမြေကိုလက်လွတ်ဆုံးရှုံးရတဲ့အဖြစ်တွေရှိတယ်အမရဲ့ အဲ့လိုဆိုရင်တော့အရန်နေတာတာပဲနော် ဟုတ်တယ်ကိုမြင့်စိန်ရဲ့2012လေယာမြေဥပဒေမှာလေယာမြေလုတ်ပိုင်ခွင့်ရရှိသူတွေရဲ့အခွင့်အရေးတွေကိုပြဋ္ဌာန်းထားတယ်အတူချုပ်ပြောရရင်လက်ဝယ်ထားခွင့်လုတ်ကင်ခွင့်အကျိုးခံစားခွင့်ရောင်းဝယ်ပေါင်နှံပိုင်ခွင့်အမွေဆက်ခံခွင့်ငှားရမ်းပိုင်ခွင့်ပေးကမ်းခွင့်လဲလှယ်ခွင့်နိုင်ငံသားများနဲ့အကျိုးတူလုတ်ကင်နိုင်ခွင့်ပုဂ္ဂလိကနဲ့အကျိုးတူလုတ်ကင်နိုင်ခွင့်တွေပေါ့ ဒါဆိုရင်တော့ငါတို့မြေကိုရောင်းတဲ့အခါကျရင်အခွန်အခပေးပြီးမြို့နယ်မြေစင်းရုံမှာတေချာမှတ်ပုံတင်ရမယ် ဟုတ်တယ်အမရဲ့အယောင်းဝယ်အဆင်ပြေကြပါသေးရှင်ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like နှိပ်ခဲ့ပေးပါနော်အကြံပြုချင်တာမေးမြန်းချင်တာရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဒီအကြောင်းကိုတခြားသူတွေပါသိနိုင်ဖို့အတွက်ဗီဒီယိုလေးကို share နိုင်ပါတယ်ရှင်